ရေပြင်ပေါ်ကတင်းဘောဖြတ်လက်နက်ဆန်း P700 Granite မင်္ဂလာပါ Reaction Knowledge for မြန်မာမှာကြိုဆိုပါရစေဒီနေ့မှာတော့ရေပြင်ပေါ်ကအေယာမတင်းဘောဖြတ်လက်နက်ဆန်း P700 Granite အကြောင်းပြောပြသွားမှာပါဒီဒုံးကြီးကဘလောက်တောင်ကြီးမားပြီးစွမ်းအားပြင်းလဲဆိုတာကြည့်လိုက်ရအောင်ဗျာ P900 Granite ဒုံးကြီးရဲ့ထူးခြားချက်ကတော့လမ်းကြောင်းထိန်းစနစ်နှစ်မျိုးခွဲပါဝင်တာပါပဲ Inertial Guidance Active Radar Homing နဲ့ဂျိုးတုလမ်းကြောင်းရှာစနစ်တွေကိုပေါင်းစပ်အသုံးပြုထားပါတယ်ဒါအပြင်ရေပြင်နဲ့ကတ်လစ်နှိမ့်လေးပြန်တန်းနေတာကြောင့်ရန်သူရေဒါတွေကထောက်လန်းဖို့ခက်ခဲပါတယ်အကွာဝေးမိုင်300ကီလိုမီတာ480အထိပြစ်ခတ်နိုင်ပြီးအတန်ထက်1.6 ဆ Mach 1.6 မြန်ပါတယ် P800 Granite တွေကိုအုပ်စုလိုက်ပစ်ခတ်လိရှိပါတယ်ဒုံးကြီးအုပ်စုတွေကတစင်းကအမြင့်ပြန်တန်းပြီးရေဒါဖွင့်ကပြစ်မှတ်ရှာဖွေပြပါတယ်ကျန်တဲ့ဒုံးကြီးတွေကတော့ရေဒါပစ်ပြီးနှိမ့်လေးလိုက်ပါသွားပါတယ်အမြင့်ပြန်တန်းတဲ့ဒုံးကြီးပစ်ချခံရရင်နောက်တစင်းကနေကဝင်ယူပြီးဆက်လက်လမ်းညွန်ပေးနိုင်တဲ့ Swarm နည်းပညာကိုအသုံးပြုထားတာပါဒါကြောင့် P700 Granite ဟာရေတပ်စစ်ပွဲတွေမှာကြောက်စရာကောင်းတဲ့လက်နက်တစ်ခုဖြစ်နေစေပါပဲဒီလိုစိတ်ဝင်စားစရာစစ်လက်နက်နည်းပညာတွေအကြောင်းဆက်လက်တင်ဆက်ပေးသွားမှာမို့ Reaction Knowledge for Myanmar page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးတာကျေးဇူးအထူးတင်ရှိပါတယ်